မော်ရိုကိုနှစ်ဂိုးသွင်းပြီးအိမ်ပြန်ပို့ခဲ့တယ်ပြင်သစ်ကဲဒါကျွန်တော်တို့2026ကပ္ပဗလာကွာတာဖိုင်နယ်ရဲ့ဒါစောသုံးပွဲစဉ်တစ်ပွဲဖြစ်တယ်ဒါပြင်သစ်အသင်းနဲ့မော်ရိုကိုအသင်းတို့ရဲ့ပွဲစဉ်မှာတော့ဒါပြင်သစ်အသင်းက2-0ဆိုတဲ့ရလဒ်တစ်ခုနဲ့မော်ရိုကိုအသင်းကိုအိမ်ပြန်ပို့လိုက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ပြည်သက်တွေအားလုံးမျှော်လင့်ထားတဲ့အတိုင်းပဲဒီပွဲမှာပြင်သစ်အသင်းကတကယ်ဘူဆွဲဖို့ရေပန်းစားနေတဲ့အသင်းကြီးတစ်သင်းပီတာစွာနဲ့ပဲဒါမော်ရိုကိုအသင်းကိုဖိစီစီတစ်ဖက်သက်ဖိကစားရင်းနဲ့ပဲဒါခြေစွမ်းရအောင်နီးပြူဟာအရအောင်အသာစီးနဲ့ဒါကျွန်တော်တို့နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်ပွဲထွက်လူစည်းကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ဒါပြင်သစ်အသင်းကတော့ဒါသူတို့ရဲ့ပုံစံတိုင်းပဲဒါပွဲထွက် line up ကိုအများကြီးပြောင်းလဲတာမရှိဘူး LB position မှာပေါ့နော်ဒါ Lucas Digne ကိုသုံးတယ်ကွင်းလယ်မှာဒါ Chouamani မပါနိုင်တဲ့အနေအထားမှာဒါကိုနေကို Rabiot နဲ့တွဲပေးထားတယ်နောက်ပြီးတော့ဒီတိုက်စစ်ဒီ Power Ranger ၄ယောက်မှာလည်းဒါဘာကိုလာကိုမသုံးမဲ့နဲ့ဒီပွဲမှာတူတူကြတူတွေကိုပြန်ပြီးတော့သုံးဆွဲခဲ့တယ်ဒီနေရာလေးတွေကတိတ်ပြီးတော့ပြင်သစ်အတွက်တိတ်မထူးကြပါဘူးသူတို့ရဲ့ကြောက်မက်ဖွယ်ပုံစံတိုက်စစ်ကစားဟန်အသင်းကြီးတစ်သင်းရဲ့ဟန်ကိုပေါ်လွင်အောင်ဒီပွဲမှာလည်းထပ်မံပြီးတော့ဒါပြင်သစ်အသင်းကအသုံးတော်ခံသွားတာပဲဖြစ်ပါတယ်ဒိုင်ဝီစီစမှုတွေကပြင်သစ်ကအတက်ကင်းတွေတစ်ခုပြီးတစ်ခုနဲ့ဒါမော်ရိုကိုအသင်းကိုဒရက်ဇက်တိုက်စစ်တွေဆင်နေမော်ရိုကိုဂိုးသမားဘိုနိုတာမကောင်းလို့ရှိရင်ဒါပြင်သစ်ကဒီတက်ပိုတဲ့ရလက်နေတောင်မှပဲပို့ပြီးတော့ဂိုးပြက်နိုင်သွားနိုင်တဲ့အနေအထားမျိုးကိုရှိခဲ့ပါတယ်ကျွန်တော်တို့ပွဲအစမှာကျွန်တော်တို့ဒီကော်နာကနေပြီးတော့ဒါ1တက်ရရင်နဲ့ area တွေကိုမာပေးလိုက်တယ်အနီးကတ်တိုက်တယ်ဒါပေမဲ့အဲ့လုံးကိုလည်းဒါဘိုနိုလက်ဆွမ်းပြခဲ့တယ်ဒီပထမပိုင်းအတွင်းမှာပဲကျွန်တော်တို့ပြင်သစ်အသင်းကတကယ်ကိုဂိုးပေါက်တက်ကန်ချက်9ချိန်6ချိန်လောက်အထိကိုရရှိခဲ့ပြီးတော့ဒါဂိုးသမားတော်တော်လေးကိုလက်ဆွမ်းပြပုတ်ထုတ်ကာကွယ်ခဲ့ရတယ်အဲ့ဒီဂိုးသမားဘိုနိုလက်ဆွမ်းပြတဲ့ထဲမှာအမ်ဘာပေရဲ့ penalty တစ်ချိန်လဲပါတယ်ဗျ area ထဲမှာအမ်ဘာပေကဒါ step over တစ်ချက်ပြပြီးတော့ဆွဲထွက်တဲ့အလုံးဒါမော်ရိုကိုနောက်ခံလူမာဇရာဝီစလိုက်ထိုးတာလိုအပ်ချက်ရှိသွားပြီးတော့ဒါပက်နတီပေးခဲ့ရတယ်ပေါ့နော်ဒါပြင်သစ်အသင်းတို့ဥဆောင်ကိုသွင်းခွင့်ရတဲ့ပက်နတီကိုတော့အမ်ဘာပေကဒါအဖွင့်ကိုဖြစ်မပြောင်းလဲလိုက်နိုင်ဘူးသူ့ရဲ့ပက်နတီကန်သွင်းပေါ်ကနည်းနည်းလေးရိုးရှင်းသွားပြီးတော့မော်ရိုကိုဂိုးသမားအတွက်တော့ဒါခံမှန်းရလွယ်ကူစေခဲ့တယ်ဒါဂိုးသမားကိုတော်တော်လေးချီးကျူးဖို့ကောင်းပါတယ်ရှေ့မှာနယ်သာလန်နဲ့ပွဲမှာလည်းပက်နတီအဆုံးဖြတ်တင်နဲ့အသင်းကိုကယ်တင်ခဲ့တာဒီပွဲမှာလည်းစောစီးဂိုးမပေးအောင်လို့ဒါသူတကယ်ကိုဒရက်ဆက်ကာကွယ်နေခဲ့တာဗျဒါဒူဝေးဆိုရင်လည်းဒါမော်ရိုကိုကွင်းလေလို့ဒါဘူအာဒီ6ထောက်ထဲကနေလူပြီးတော့တယောက်တည်းဆွဲလာပြီးတော့လှမ်းကန်တဲ့အလုံးကိုလည်းသူပုတ်တယ်နောက်ပြီးတော့ဒီ Digne ရဲ့အဝေးကန်ချက်တိုင်ထိသွားတဲ့အလုံးဆိုရင်လည်းသူမနဲ့လိုက်ပြီးတော့မီလိုမီညာလိုက်ပုတ်ခဲ့တာပေါ့နော်ပထမပိုင်းမှာသူတော်တော်လေးကိုကောင်းခဲ့ပါတယ်ဒါပေမဲ့ဒီပွဲမှာတကယ်ချီးကျူးရမှာပြင်သစ်ကတိုက်စစ်ပဲဗျအဓိကအမ်ဘာဘေးပေါ့နော်အမ်ဘာဘေးအနေနဲ့ရှေ့မှာကျွန်တော်တို့ဒီပက်နတီတစ်လုံးလွဲထားတယ်ဗျဒါပေမဲ့သူလုံးဝစိတ်သက်မကြပါဘူးသူလုံးဆရာရှိတာကိုအကောင်းဆုံးဆက်ပြီးတော့ကြိုးစားတယ်အသင်းအတွက်အရန်ကိုအရေးသွင်းမြင်မာတဲ့အဖွင့်ကိုတကယ်ကိုလှလှပပသွင်းယူပေးခဲ့တာဗျဒါဒုတိယပိုင်းပွဲကစားချိန်မိနစ်60မှာအေရီကအဆက်နားလေးကနေသူ့ရဲ့ဒါကန်သွင်းနေကြနေရာလေးရနေပဲပေါ့နော်ဒါတစ်ဖက်ကဗျာတကယ်ကိုမော်ရိုကိုနောက်ခံလူတွေကဒီလောက်ထိကြက်ညက်နေအောင်ကာရတဲ့ဂျာတကယ်ကိုသူကန်သွင်းခွင့်ရတဲ့နေရာကဗျာဂိုးဝင်နိုင်ကြီးရာခိုင်နှုန်းကတော်တော်လေးကိုနဲတယ်ဗျာဒီနောက်ခံလူကိုခန္ဓာကိုယ်ကိုကျုံလိုက်တဲ့အချိန်မှာဘေးမှာဘောလုံးတစ်လုံးစာလောက်ပဲလွတ်တယ်နောက်ပြီးတော့သူအဲ့ white ကန်ထည့်လိုက်တဲ့ဘောလုံးကလည်းတကယ်ကိုတိုင်အတိကိုသွားတာဗျာမော်ရိုကိုဂိုးသမားလည်းဘလုံးမအောင်မတက်နိုင်ခဲ့ဘူးသူ့ရဲ့ကန်ချက်ဟိုကတကယ်ကိုဘောကလပ်အဆင့်ပဲပေါ့နော်တကယ်ကိုကဘာထိတ်တန်းအဆင့်လို့ပြောလို့ရတယ်ဗျသူ့ကိုအဲ့လိုမျိုးတလက်မလောက်လေးလွတ်ပေးလိုက်တာနဲ့သူကအဲ့တလက်မလောက်ဂျားထဲကနေမရအောင်ဖောက်သွင်းမယ်ဆိုတော့ဒါတကယ်ကိုအမ်ဘာပေရဲ့ရေသွင်းမြင့်မာတဲ့အဖွင့်ကိုတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်သူကလည်းရှေ့မှာပက်နတီလွဲထားတာကိုဒီလုံးနဲ့ပြန်ပြီးတော့သူကဟီးရိုးပြန်ဖြစ်ခဲ့တာပေါ့နော်နောက်ပြီးတော့အဲ့မိနစ်60မှာပထမဂိုးရပြီးတော့နောက်ထပ်6မိနစ်အကြာမှာပဲဒါဒမ်ဘီလီကဒါပြင်သစ်အတွက်ဒုတိယမြောက်ဦးဆောင်ကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်ဒီလုံးမှာလည်းဒါဒမ်ဘီလီရဲ့ဆွဲပြေးပြီးတော့ဒါမော်ရိုကိုကန်စစ်တန်ဒရန်လုံးအငိုက်ဖမ်းပြီးတော့ဒီညာဘက်ကိုလှည့်ထွက်လိုက်တဲ့အခိုက်တန်တော်တော်လေးကိုမိုက်တယ်နောက်ပြီးတော့ MRB အနေနဲ့လည်းဒါဒမ်ဘီလီလှုပ်ချင်တိုင်းလှုပ်လို့ရအောင်ရှေ့ကနေ off the ball movement နဲ့ဒီ run တစ်ခုပေါ့နော်ဒီဘယ်ဘက်ကိုရိမ့်ပြီးပြေးထွက်သွားတဲ့ run တစ်ခုကလည်းဒါမော်ရိုကိုကန်စစ်ကိုတော်တော်လေးဒီစနစ်ကြကြအငိုက်ဖမ်းလိုက်နိုင်တယ်လို့ပြောလို့ရတယ်ဒမ်ဘီလီကန်ချက်ကအရင်ထောင်ထဲကိုတန်းပြီးတော့ကွေ့ဝိုက်ပြီးတော့ဝင်သွားတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့သူ့ရဲ့ဒီဘယ်နဲ့ကံမလို့လို့ MRB ကိုမျောပေးမလို့လို့နဲ့ရုတ်တရက်ပေါ့နော်ဒီညာဘက်ကိုပြန်ထုတ်ပြီးတော့ညာနဲ့အမြန်ဖြတ်ကန်သွားတဲ့ဒီနီးစနစ်ပိုင်းကတော့တော်တော်လေးကိုလေးစားဖို့ကောင်းတယ်ဒီနေ့ကျွန်တော်တို့ဒီပြင်သစ်ကမော်ရိုကိုသွင်းသွားတဲ့သွင်းကို2ဂိုးစလုံးอ่ะပေါ့နော်တကယ်ကိုအစိမ့်နဲ့မြင်မာပြီးတော့ကြည့်လို့အရင်အောင်ကောင်းခဲ့ပါတယ်ဒီပြင်သစ်အသင်းကကောင်းခဲ့သလောက်ပေါ့နော်မော်ရိုကိုအသင်းကတော့သူတို့ရှေ့ပွဲတွေမှာပြသခဲ့တဲ့သူတို့ရဲ့အာဖရိကမှာကြောတဲ့အသင်းပုံစံမျိုးကိုတော့ဒီနေ့လုံးဝမပြသနိုင်ခဲ့ဘူးဗျအထူးသဖြင့်ဒါပွဲထွက်လူစင်းမှာပေါ့နော်ဒါ3နေရာလောက်အပြောင်းလဲလေးဖြစ်ခဲ့တယ်ခဲစစ်မှာကျွန်တော်ဒီပွဲကြုံမှာပြောခဲ့သလိုချာတီရီယက်ကိုသူတို့မသုံးဘဲနဲ့ဒီမာဇရာဝီကိုစင်တာဘက်ပို့ပြီးတော့နောက်ထပ်ရိုမာနောက်ခံလူကိုဒီ LB position မှာပြောင်းထားရတယ်နောက်ပြီးတော့ဒီတိုက်စစ်မှာဆိုလို့ရှိရင်လည်းဒီစိုက်ဘာရီအဓိကတိုက်စစ်မှုစိုက်ဘာရီမပါတဲ့အနေအထားမှာသူတို့ဒီရာဟီမီကိုသုံးဖို့မရွေးချယ်ခဲ့ဘူးဗျာဒီအန်နိုဆိုတဲ့ဒီတောင်ပန်ကစားသမားကိုအဲ့ force 9ထားတယ်ပြီးတော့ဒီ Telby ကိုကျွန်တော်တို့ကွင်းလယ်မှာပွဲထွက်ခွင့်ပေးတယ်
ဒီလိုတွေ line net တွေသူတို့ပုံမှန်ပွဲထွက်နေကြပွဲထွက်လူစင်းနဲ့အဲ့လို၄နေရာလောက်ပြောင်းလဲလိုက်တဲ့အချိန်မှာသူတို့ရဲ့ဒီ style of play တစ်ခုဖြစ်တဲ့ quick counter transition တွေကိုပါကျွန်တော်တို့မမြင်တွေ့ခဲ့ရအောင်ဗျနောက်ပြီးတော့ဒီပွဲမှာသူတို့ပြင်သစ်ကိုလည်းချိန်နေခဲ့တာလည်းပါတယ်ပြင်သစ်ရဲ့တိုက်စစ်ကိုပေါ့နော်ချိန်လုံးဟန်တာကိုစူးစမ်းနေရတဲ့အတွက်သူတို့အတင်းတိုက်စစ်တောင်မမဲရမဖန်တီးခဲ့နိုင်ဘူးပေါ့နော်တပွဲလုံးမှာဒါပြင်သစ်ဂိုးပေါက်ဘက်ကိုပေါ့နော်ဒါရှောင်းတာကက်တစ်လုံးတောင်ရခဲ့လားဆိုတာမသေးကြဘူးသူတို့အတင်းတိုက်စစ်တောင်လုံးဝမစင်နိုင်ခဲ့ဘူးသူတို့ဖြင့်ဒါဟာကီမီတို့ဘာလို့တိုက်စစ်ကိုလုံးဝမလိုက်နိုင်တဲ့အချိန်မှာဒါမော်ရိုကိုတိုက်စစ်ကလုံးဝအသက်မဲ့သွားခဲ့တယ်ပေါ့နော်ဘာဖြစ်ဖြစ်ဒါမော်ရိုကိုအတင်းရဒါဆီမီဖိုင်နယ်အဆင့်မှာပြင်သစ်ကို2-0နဲ့ရှုံးတယ်အခုလည်းဒါကွာတာဖိုင်နယ်အဆင့်မှာဒါပြင်သစ်ကို2-0နဲ့ထပ်မံရှုံးနိုင်ခဲ့ပါတယ်ပြင်သစ်အတွက်တော့ဒါမော်ရိုကိုကငယ်နိုင်လို့တောင်ဖြစ်နေပြီပေါ့နော်မော်ရိုကိုအသင်းကကျန်တဲ့ဥရောပအသင်းကြီးတွေဒီတောင်အမေရိကအသင်းကြီးတွေဘရာဇီးလိုအသင်းတွေကိုဒါဒုက္ခပေးနိုင်လိမ့်မယ်ဗျပြင်သစ်နဲ့တွေ့ရင်တော့အိမ်ပြန်ရတယ်ဆိုတာလည်းတကယ်ကိုအစင်လာတစ်ခုလိုတောင်ဖြစ်နေပါပြီဘာဖြစ်ဖြစ်ဒီပွဲမှာကျွန်တော်တို့ဒမ်ဘီလီရောအမ်ဘာပေရောဂိုးသွင်းနိုင်ခဲ့တာပြင်သစ်တိုက်စစ်အတွက်တော်တော်လေးကိုအားရစရာကောင်းတယ်အမ်ဘာပေဆိုရင်ဗျာဒီကမ္ဘာဖလားပြိုင်ပွဲမှာသွင်းဂိုးက8ဂိုးတောင်ရှိသွားပြီမက်ဆီနဲ့အတူတူပေါ့နော်ဒီရွှေဖနက်စုကိုအပြိုင်လူနေရတဲ့အခြေအနေကိုရောက်နေပြီပြီးတော့သူ့ရဲ့ကမ္ဘာဖလားမှတ်တမ်းကလည်းတကယ်အထင်ကြီးဖို့ကောင်းတယ်ဗျာကမ္ဘာဖလားစုစုပေါင်းပွဲ20ကစားထားပြီးသွင်းဂိုး20ဒါကြီးကရန်အောင်မိုင်လွန်းတယ်နောက်ပြီးတော့ဒမ်ဘီလီနဲ့အမ်ဘာပေအတွဲပေါ့နော်သူတို့အတွဲရဲ့ဒါ2ယောက်ပေါင်းသွင်းဂိုးကလည်းစုစုပေါင်း73ဂိုးတွေရှိလာခဲ့ပါပြီအမ်ဘာဘေရဲ့8ဂိုးဒမ်ဘီလီက9ဂိုးဒီစံချိန်ကကျွန်တော်တို့ဒီဒိုကြီးနဲ့ရီဗယ်ဒိုပေါ့နော်တစ်ချိန်တော့ဘရာဇီးကန်နဝင်တိုက်စစ်မှုတိုက်စစ်အတွဲဖြစ်တဲ့ဒါရိုနယ်ဒိုကြီးနဲ့ဒါရီဗယ်ဒိုတို့တင်ရှိထားခဲ့တဲ့8ဂိုး9ဂိုးဆိုတဲ့ဒီစံချိန်ကိုလိုက်မိသွားတာလည်းဖြစ်ပါတယ်ဒါပေမဲ့သူတို့အသင်းကဒါစီမီတက်သွားပြီဆိုတော့နောက်အဆင့်တွေကျန်သေးတဲ့အတွက်ဒီဒိုကြီးတို့အတွဲရဲ့စံချိန်ကိုတော့ကြော်ဖြတ်နိုင်ဖို့အရန်အခြေအနေကောင်းနေပြီပဲဖြစ်ပါတယ်ဘာဖြစ်ဖြစ်ပြင်သစ်အသင်းကတကယ်ကိုဒီပွဲကိုအသင်းကြီးပီတာစွာနဲ့ထိုက်တန်အနိုင်ရရှိခဲ့တယ်ဆီမီဖိုင်နယ်အဆင့်ကိုသူတို့အသင်းက3ချိန်ဆက်ကမ္ဘာဖလား3ချိန်ဆက်တက်ရောက်နိုင်တဲ့အသင်းတစ်သင်းဖြစ်လဲမှတ်တမ်းဝင်သွားခဲ့ပါတယ်ဆီမီဖိုင်နယ်အဆင့်မှာတော့ဒါဒီနေ့ညမှာကစားမယ်ဒါစပိန်အသင်းနဲ့ဘယ်ဂျီယန်အသင်းတို့တွေကအနိုင်ရရှိလာတဲ့အသင်းနဲ့ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဘောလုံးပွဲတွေကိုအကောင့်ဖွင့်ဆော့ကစားခြင်းနဲ့ဆိုရင်တော့ Viber နံပါတ်39 999 268386ကိုဆက်သွယ်ပြီးဆော့ကစားလို့ရပါတယ်ခင်ဗျာ